Cash Flow Quadrant ငွေစီးဆင်းမှုနယ်ပယ်လေးခုမင်္ဂလာပါ Success Mindset MM ပရိသတ်ကြီးခင်ဗျာကျွန်တော်တို့တော်တော်များများကနေ့တိုင်းအလုပ်တွေစူးစမ်းနေကြတယ်ပင်ပန်းနေကြတယ်ဒါပေမဲ့ဘာလို့ငွေချေးရလွတ်လပ်မှုမရနိုင်သေးတာလဲဘာလို့အမြဲတမ်းငွေနှုတ်ကိုပဲလိုက်နေရတာလဲဒီနေ့မှာတော့ကဘာကျော်စီးပွားရေးပညာရှင် Robert Kiyosaki ရဲ့ Cash Flow Quadrant ဆိုတဲ့စာအုပ်ကိုအစအဆုံးအသေးစိတ်ခွဲခြမ်းစိတ်ဖြာတင်ပြပေးသွားမှာပါဒီစာအုပ်ဟာကျွန်တော်ဘဝရဲ့စီးပွားရေးအမြင်ကိုအကြီးမားဆုံးပြောင်းလဲပေးခဲ့တဲ့စာအုပ်တို့ပါသင်ဟာဝန်ထမ်းပဲဖြစ်ဖြစ်ကိုယ်ပိုင်လုပ်ငန်းရှင်ပဲဖြစ်ဖြစ်ဒီဗီဒီယိုကိုအဆုံးထိကြည့်ပြီးသွားရင်သင်ဘဝကိုဘယ်လိုပြောင်းလဲရမလဲဆိုတဲ့လမ်းပြမြေပုံကိုရရှိသွားမှာဖြစ်ပါတယ်နယ်ပယ်လေးခု၏အသေးပဲ Robert Kiyosaki ကကမ္ဘာပေါ်မှာငွေရှာတဲ့နည်းလမ်းကိုနယ်ပယ်လေးခု4 quadrants ခွဲထားပါတယ် E employee ဝန်ထမ်းပထမဆုံးနယ်ပယ်ကတော့ E ဖြစ်တဲ့ဝန်ထမ်းတွေပါသူတို့ကအချိန်နဲ့ငွေကိုလဲလွယ်ကြသူတွေပါသူတို့ရဲ့စိတ်ထဲမှာလုံခြုံမှု security ကအရေးကြီးဆုံးပါလာစားကောင်းကောင်းနဲ့ခံစား권ရမယ်အလုပ်ကိုပဲရှာကြတယ်ဒါပေမဲ့အမှန်တရားကတော့သူတို့မှာထိန်းချုပ်ခွင့်မရှိပါဘူးအလုပ်ရှင်ကထုတ်လိုက်ရင်သူတို့ရဲ့ဝင်ငွေလမ်းကြောင်းချက်ချင်းရပ်သွားပါတယ်ဒုတိယကတော့ S ပါဇရာဝင်ရှေ့နေအလွတ်တန်းလုပ်ကိုင်သူတွေနဲ့ဆိုင်ရှင်းလေးတွေပါဝင်ပါတယ်သူတို့ကကိုယ့်အလုပ်ကိုလုပ်တာလို့ပြောကြပြီးမြဲတကယ်တမ်းတော့သူတို့ကိုယ်တိုင်ကအလုပ်ရဲ့ကျွန်းချနေတတ်ပါတယ်ငါကိုယ်တိုင်မပါရင်မပြီးဘူးဆိုရဲ့ mindset ရှိသူတွေပါသူတို့ကအလုပ်ရဲ့ပိုင်ရှင်မဟုတ်ပဲအလုပ်ကသူတို့ကိုပိုင်နေတာပါတတိယကတော့ B ပါသူတို့ကစနစ်ဆိုတဲ့ system ကိုပိုင်ဆိုင်သူတွေပါသူတို့မှလူတော်တွေကိုခန့်ထားပြီးအလုပ်လုပ်ခိုင်းတဲ့အရေးချင်းရှိပါတယ်သူတို့အလုပ်ထဲမှာမရှိလေငွေကစီးဆင်းနေပါတယ်နောက်ဆုံးကတော့ I ဖြစ်တဲ့ယင်းနှိမ့်နှံသူတွေပါသူတို့ကအချိန်ကိုအလုပ်လုပ်ခိုင်းတော့ပဲငွေကိုငွေချင်းပွားအောင်အလုပ်လုပ်ခိုင်းသူတွေဖြစ်ပါတယ်ဒါဟာအောင်မြင်မှုရဲ့အမြင့်ဆုံးအဆင့်ပါတယ်ဘယ်ဘက်ချမ်းနဲ့ညာဘက်ချမ်းကိုကွာခြားချက်ဒီနေရာမှာအရေးကြီးတဲ့အချက်တစ်ခုရှိပါတယ် quadrant ရဲ့ဘယ်ဘက်ချမ်း E နဲ့ S မှာရှိတဲ့သူတွေဟာကမ္ဘာလူဦးရေရဲ့95%ရှိပေမဲ့ဒနဥစားရဲ့9%ကိုပဲပိုင်ကြတယ်ညာဘက်ချမ်း B နဲ့ I ကတော့လူဦးရေ9%ပဲရှိပေမဲ့ဒနဥစားရဲ့95%ကိုပိုင်ထားပါတယ်ဘာကြောင့်လဲဆိုတော့ဘယ်ဘက်ချမ်းကသူတွေက active income ကိုပဲမိကိုကြလို့ပါကိုယ်တိုင်လုံးမှငွေရပါတယ်ညာဘက်ချမ်းကသူတွေကတော့ passive income ကိုဖန်တီးကြပါတယ်သူတို့အိတ်နေရင်တောင်စနစ်ကငွေရှာဖိနေတာပါနောက်ထပ်အရေးကြီးတာကအခွန်လို့ tax ပါဝန်ထမ်းတွေကအခွန်ကိုအရင်ပေးရပြီးကြံတာကိုထုံးရပါတယ်လုပ်ငန်းရှင်တွေကတော့လုပ်ငန်းအတွက်အရင်တုံးပြီးမှကြံတဲ့အပေါ်မှာပဲအခွန်ဆောင်ရတာမို့ပူပြီးချမ်းသာခွင့်ရကြပါတယ် operator က owner ကိုကူးပြောင်းခြင်းအခု success mindset MM ရဲ့ပြည်သက်ကြီးတွေလက်တွေ့အကြဆုံးအပိုင်းကိုရောက်ပါပြီသင်ဟာ S အဆင့်ကိုယ်တိုင်လုပ်နေရတဲ့အသေးဆုံးလုပ်ငန်းရှင်အဆင့်မှာရှိတယ်ဆိုရင် B စနစ်နဲ့လက်ပတ်တဲ့လုပ်ငန်းရှင်ဖြစ်ဖို့ဘာလုပ်ရမလဲဆိုတော့စနစ်ကိုအာရုံစိုက်ပါ focus on system အလုပ်တစ်ခုကိုဘယ်လိုလုပ်ရမလဲဆိုတာထက်ဘယ်သူကိုလုပ်ခိုင်းရမလဲဆိုတာကိုစဉ်းစားပါ SOP များချမြတ်ပါလုပ်ငန်းစဉ်တိုင်းကိုစာနဲ့ပြည်နဲ့တိကျချမြတ်ပါငွေကြီးအသိပညာ financial literacy အကျွေးတွေကိုရှင်းပါရလာတဲ့အမြတ်ကိုအသုံးဆောင်ပစ္စည်းဝယ်မဲ့အကြတင့်ကိုငွေပြန်ပေးမယ်ပိုင်ဆိုင်မှု SS ထဲမှာပြန်ရင်းနှီးပါအောင်မြင်သူတို့၏ကျင့်စဉ်ခုနှစ်ချက် Robert Kiyosaki လက်ညွှန်ထားတဲ့အဆင့်ခုနှစ်ဆင့်ကိုအမြန်ဆုံးလိုက်နာပါတိကိုလုပ်ငန်းကိုပဲအာရုံစိုက်ပါသူများအတွက်အလုပ်လုပ်ပေးနေရတာကိုရပ်တန့်ပါကိုယ့်ရဲ့ပိုင်ဆိုင်မှုစရာကိုတိစောက်ပါ2 cash flow ကိုထိန်းချုပ်ပါဝင်ငွေထွက်ငွေကိုတိကျတည်ပါစေ3စွန့်ဆိုင်မှုကိုနားလည်ပါယင်းနှိမ့်နှံမှုကအန်ဒီရမရှိဘူးအသိပညာမရှိတာမှအန်ဒီရပါ mentor ရှာပါကိုထွားခြင်းတဲ့လမ်းကိုအောင်မြင်ပြီးသားသူတွေစီကသင်ယူပါမိမိကိုယ်ကိုယုံကြည်ပါအမှားလို့မှမကြောက်ပါနဲ့အမှားဆိုတာသင်ခန်းစာတစ်ခုပါပဲအနှစ်ကျလိုက်ရတော့ cash flow quadrant ဆိုတာလူတစ်ယောက်ရဲ့ငွေကြေးဆိုင်ရာလွတ်လပ်မှုစီကိုတွားတဲ့မြေပုံပါပဲသင်ဟာအခုဘယ်နေရာမှာပဲရှိနေတယ်စီညာဘက်ချမ်းကိုရောက်ဖို့ကြိုးစားခွင့်ရှိပါတယ်အဓိကကတော့သင်ရဲ့ mindset ပါပဲအခုဗီဒီယိုကိုကြည့်နေတဲ့သူတွေထဲမှာသင်ကဘယ် quadrant ထဲမှာရောက်နေလဲဆိုတာကို comment မှာရေးပေးထားအောင်နော်နောက်ထပ်စီးပွားရေးနဲ့ mindset ဗီဒီယိုတွေအတွက် Success Mindset MM ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့အားလုံးပဲအောင်မြင်တဲ့လုပ်ငန်းရှင်ကြီးတွေဖြစ်ကြပါစေ